ဒီမျိုးသားကသူ့ဇနီးနဲ့အတူနေပြည်တိုင်းကုလင်ရဲ့တစ်ဖက်ချမ်းကိုလှည့်ပြီးကြောက်ခိုက်ရည်ရှိပါတယ်ဇနီးဖြစ်သူကသူ့နားကိုတမင်တကာတိုးကပ်သွားတဲ့အခါမှာတော့သူကချက်ချင်းပဲထောက်ထိုင်လိုက်ပါတယ်ကုလင်ဘေကနိုင်ကိုလည်းတစ်ချက်ကြည့်လိုက်ပါသေးတယ်ပြီးတော့သူ့ဇနီးကိုအခုပဲအခန်းထဲကထွက်သွားဖို့ပြောလိုက်ပါတယ်ဇနီးဖြစ်သူကဘာမှပြန်မပြောဘဲငြင်းကြီးတာကိုမြင်တော့ဒီမျိုးသားကတခြားအခန်းမှာသွားအိတ်ဖူကလွယ်လို့တခြားရွေးချယ်စရာမရှိတော့ပါဘူးမထွက်သွားခင်မှာကုလင်ဘေကစပွဲပေါ်မှာတင်ထားတဲ့ပြားရည်စင်ကြီးကိုတောက်ဖို့ဇနီးဖြစ်သူကိုသတိပေးသွားပါသေးတယ်ဒါပေမဲ့လက်ထပ်ပြီး3ရက်တောင်ကြာခဲ့ပြီပဲလေသူ့ဇနီးကပြားရည်နဲ့မတည့်ဘူးဆိုတာကိုဒီမျိုးသားကမသိခဲ့ပါဘူးအဲ့ဒီချိန်မှာပဲဇနီးဖြစ်သူကသူမတောင်ထဲပေးဆက်နေရတဲ့ဒီဗမကြီးတဲ့အိမ်တော်ကြီးကိုအဆုံးသတ်ဖို့ဆုံးဖြတ်လိုက်ပါတယ်နောက်နေ့မနက်မှာတော့သူမကထုံးစံတိုင်းလေရင်မှုဖြစ်တဲ့ခင်မုန်းတဲ့ရဲ့ခရီးဆောင်အိတ်ကိုတေချာလေးထုတ်ပိုးပြီးနေပါတယ်ဒါပေမဲ့ဒီမျိုးသားကတော့သူမကိုတစ်ချက်တော့လှည့်မကြည့်ခဲ့ပါဘူးသူကအိတ်ကိုဆွဲပြီးလေရင်မောင်းဖို့အတွက်ထွက်သွားပါတယ်အဲ့ဒီချိန်မှာပဲအမျိုးသမီးကသူ့ကိုလမ်းခေါ်လိုက်ပြီးတက်တီမွေးကကွာရှင်းဖို့ပြောလိုက်ပါတယ်သူမကတော့ခင်မုန်းဖြစ်သူကအနည်းဆုံးတော့သူမကိုတားလိမ့်မယ်လို့ထင်ထားကြတာပါဒါပေမဲ့မမျှော်လင့်ပဲခင်မုန်းဖြစ်သူကဘာတခုမှမပြောဘဲသဘောတူလိုက်ပါတယ်ဒါကအမျိုးသမီးကိုဖော်ပြလို့မရတဲ့ဆုံးရှုံးမှုဝေဒနာကိုခံစားရစေပါတယ်တကယ်တော့သူမကဒီအမျိုးသားကို10နှစ်တောင်တိတ်တိတ်လေးချစ်ခဲ့ရတာလေအထက်တန်းကျောင်းတုန်းကဒီအမျိုးသားကကျောင်းမှာအရန်နာမည်ကြီးလေသူဖြစ်ခဲ့ပေမဲ့သူမကတော့ဘယ်သူမှသတိမထားမိတဲ့တာမန်မိန်းကလေးတစ်ယောက်ပါပဲသူမကရေတံကူကြီးတပုတ်ကိုကင်ပြီးသူနဲ့စကားပြောခွင့်ရဖို့ဒါမှမဟုတ်ရေတိုက်ခွင့်ရဖို့အဝေးကနေပဲအမြဲတမ်းစောင့်ကြည့်နေခဲ့ရပါတယ်ဒါပေမဲ့ကျောင်းရဲ့အလှပကလေးကအငယ်ဥအောင်ပြေးသွားပြီးသူမတောက်လက်ဆယ်ရေနွေးအိုးလေးကိုဒီအမျိုးသားစီကမ်းပြလိုက်ပါတယ်သူတို့နှစ်ယောက်ကအရန်ကိုလိုက်ဖက်လွန်းပြီးတောက်ပါနေချိန်မှာသူမကတော့ဘီနာမှာလူပြက်တစ်ယောက်လိုရက်နေခဲ့ရပါတယ်သူမရဲ့ရေတံကူလေးကိုလည်းကြောနောက်မှာပဲတိတ်တိတ်လေးခွတ်ထားလိုက်ရပါတော့တယ်ဒီလိုနဲ့ပဲသူမရဲ့တစ်ဖက်သားအချက်ကတိတ်တိတ်ဆိတ်ဆိတ်ပဲပြီးဆုံးသွားတော့မယ်လို့ထင်ထားခဲ့တာပါကျောင်းပြီးသွားတဲ့အခါမှာတော့ကျောင်းအလှပကလေးကဒီအမျိုးသားကိုဖျက်ပစ်ခဲ့ပြီးနိုင်ငံခြားကိုထွက်သွားခဲ့ပါတယ်တခါမှအရှုံးမပေးဘူးတဲ့မာနာကြီးတဲ့ဒီအမျိုးသားကတော့အဲ့ဒီအချိန်ကစပြီးနေ့တိုင်းအရက်ထဲမှာပဲနေမွနေခဲ့ပြီးစိတ်တက်တီကြာဆင်းနေခဲ့ပါတယ်အမျိုးသမီးကတော့သူဒီလိုပျက်စီးနေတာကိုမကြည့်ရခဲ့ပါဘူးသူမကသူ့ရဲ့စိတ်တန်ရာတွေကိုကူစားပြီးဖို့သူ့ဘေးနားမှာတိတ်တိတ်လေးစောင့်ရှောက်ပေးခဲ့ပါတယ်ဒီအမျိုးသားကသူမကို3နှစ်တာလက်ထပ်ဖို့အတွက်ဒေါ်လာ2သိန်းပေးမယ်ဆိုတဲ့အိမ်တော်ရေးစာချုပ်ကိုချုပ်ဆိုခဲ့ပါတယ်အမျိုးသမီးကတော့ချက်ချင်းပဲသဘောတူခဲ့ပါတယ်ဒါပေမဲ့ဒီအမျိုးသားကတော့သူမကိုငွေမက်တဲ့မိန်းမတစ်ယောက်လိုပဲအမြဲတမ်းဆက်ဆံခဲ့တာပါဒါကြောင့်လေပြီးခဲ့တဲ့အိမ်တော်တဲ့3နှစ်တွင်မှာသူမအပေါ်အေးဆက်ဆက်ပဲဆက်ဆံခဲ့တာပါတကယ်တော့သူမကသူ့ကိုပတ်စံကြောင့်လက်ထပ်ခဲ့တာမဟုတ်ဘူးဆိုတာကိုသူလုံးဝမသိခဲ့ပါဘူးနောက်ပိုင်းမှာတော့ဒီအမျိုးသားကကပတင်လီယင်မူကြီးဖြစ်သွားခဲ့ပြီးသူမကလည်းလီယင်မဲတစ်ယောက်ဖြစ်သွားပါတယ်နေ့တိုင်းသူမကလီယင်ပြန်ဖက်မှုစရာတွေကိုစိုးရိမ်ကြီးကြည့်နေတယ်ပြီးခင်မုန်းနဲ့ဘေးကင်းစွာပြန်လာဖို့အတွက်တိတ်တိတ်လေးဆူတောင်းပေးနေခဲ့ပါတယ်ဒါပေမဲ့တရက်မှာတော့ဒီအမျိုးသားကသူ့ရဲ့ချစ်တော်ဟောင်းနဲ့တူပြန်လာခဲ့ပါတယ်သူတို့နှစ်ယောက်ကသမင်းစားတော်မှာဘေးပတ်ဝန်းကျင်ကိုဂရုမစိုက်ပဲချစ်တော်ဟောင်းတွေပြန်နိုးနေတဲ့ပုံစံနဲ့အတူတူစားတောက်နေကြပါတယ်အမျိုးသမီးကတော့ဘာတစ်ခွန်းမှမပြောပဲသူတို့ကိုတိတ်တိတ်လေးကြည့်နေခဲ့ပါတယ်အဲ့ဒီချိန်မှာပဲချစ်တော်ဟောင်းကအရင်ထပြီးသူမကလီယင်မဲအစ်စ်ဖြစ်ကြောင်းမိတ်ဆက်လိုက်ပါတယ်အမျိုးသမီးကလည်းရင်ကြီးကြီးနဲ့ပဲသူ့ရဲ့လက်ကိုနှုတ်ဆက်လိုက်ပါတယ်သူတို့ရဲ့အိမ်တော်ကြီးကလူသိရှင်ကြားမဟုတ်တဲ့အတွက်ကြောင့်ဒီချစ်တော်ဟောင်းကဒီအမျိုးသားကိုလူပြိုကြီးလိုပဲအမြဲထင်နေခဲ့တာပါဒါကြောင့်လည်းသူမကဘာမှတွန့်ဆုမနေပဲသူမရဲ့ပကံတွေကဆန်ဝင်ငါးတုံးကိုသူ့ကိုခွင့်ပေးလိုက်ပါတယ်ဒါကိုမြင်တဲ့ဘီနာကလှုပ်ဖော်ကိုင်ဘတ်တွေကလည်းသူတို့နှစ်ယောက်ကလုံးဝမပြတ်တဲ့သူတွေလိုဝိုင်းပြီးစားနောက်နေကြပါတော့တယ်